30 9 8ပျော်ရွှင်စရာကောင်းတဲ့လေတံနဲ့အစီအစဉ်တင်ဆက်သူကကောင်တောင်းရေတွက်နေပါတယ်။ကောင်လေးတယောက်ဟာဒဏ်ရာအပြည့်နဲ့တွေးအလိမ့်လိမ့်ဖြစ်နေရင်လေပတ်နေတဲ့တန်တန်းကြီးပေါ်မှာအသက်လူပြီးပြေးနေရတာပါ။4 3 2သူ့ပန်းတိုင်ကိုအရောက်လှမ်းလိုက်တဲ့10စက္ကန့်အလိုမှာပဲ1 3ညအချိန်ကုန်ပြီလို့အစီအစဉ်တင်ဆက်သူကအော်လိုက်ပါတယ်ချက်ချင်းဆိုသလိုမီးတွေအကုန်မှောင်သွားပြီးခုနကပျော်ရွှင်စရာကောင်းတဲ့အတန်ကြီးကနေကြောက်မဖွယ်ရလေတန်ကြီးဖြစ်ပြောင်းလဲသွားပါတယ်ဒီတစ်ခါလေအနိုင်ရသူမရှိဘူးပဲကဲမင်းတို့အတွက်အပြစ်ပေးရမယ့်အချိန်ရောက်ပြီ SCP-024 ဟာစွန့်ပစ်ထားတဲ့ရုပ်ရှင်နဲ့ရုပ်သံရိုက်ကူးရေးစတူဒီယိုကြီးတစ်ခုဖြစ်ပါတယ်ဒီနေရာကိုစေကျော်သက်တစုကတရားမဝင်ဝင်ရောက်ဆော့ကစားရာကနေစတင်တွေ့ရှိခဲ့တာပါအထဲကိုဝင်သွားတဲ့ကလေးတွေတဲကမိန်းကလေးတစ်ယောက်တဲတာအပြင်ကိုပြန်ထွက်လာနိုင်ခဲ့ပြီးသူမရဲ့တိုင်ချက်ကြောင့်ဖောင်ဒေးရှင်းကလာရောက်ထိမ့်သိမ်းခဲ့တာဖြစ်ပါတယ်မမြင်ရတဲ့အတန်ရှင်ဒီစတူဒီယိုတွေကိုဝင်လိုက်တာနဲ့စပီကာတွေတဲကနေအစီအစဉ်တင်ဆက်သူရဲ့အတန်ကအဲ့တဲ့တွေကိုပြိုင်ပွဲဝင်များလို့ကြိုးဆိုနှုတ်ဆက်ပါတယ်သူကအပြင်လောကကအကြောင်းအရာတွေကိုပါကောင်းကောင်းသိရှိပြီးပြိုင်ပွဲဝင်တွေနဲ့စကားပြန်ပြောနိုင်စွမ်းရှိပါတယ်တိမ်မင်းတမန်အတားစီညာပြိုင်ပွဲဝင်တွေကိုအလွန်ခက်ခဲပြီးအသက်အန္တရာယ်ရှိတဲ့စိန်ခေါ်မှုအတားဆီးတွေကိုဖျက်ကျော်ခိုင်းပါတယ်ဂိမ်းစည်းရင်းတွေကအမြဲပြောင်းလဲနေပြီးတခါတရံအဖွဲလိုက်ကစားခိုင်းတယ်လို့တခါတရံတယောက်တည်းပဲနိုင်ရမယ်လို့သတ်မှတ်တတ်ပါတယ်ဂိမ်းမစခင်မှာအချင်းချင်းမတိုက်ခိုက်ရအတားအဆီးတွေကိုဖျက်လန်းမခိုးရစတဲ့စီကန်းတွေကိုပြောပြပါတယ်အကယ်၍စီကန်းဖောက်ဖျက်ရင်စတူဒီယိုအုပ်ထိန်းသူများလို့ခေါ်တဲ့အေယာမအရိပ်မဲတတ္တဝါကြီးတွေကရုတ်တရက်ပေါ်လာပြီးစီကန်းဖောက်ဖျက်သူကိုဖမ်းဆီးပျောက်ကွယ်သွားတတ်ပါတယ်အနိုင်ရသူစီကန်းအတိုင်းအတားအဆီးတွေကိုအောင်မြင်စွာဖျက်ကျော်နိုင်သူဟာအနိုင်ရရှိသူဖြစ်လာပြီးငွေသားကား electronic ပစ္စည်းဒါမှမဟုတ်ကမ္ဘာလက်ခီးစဉ်စတဲ့စုကြီးတွေကိုရရှိကစတူဒီယိုအပြင်ဘက်ကိုဘေးကင်းစွာရောက်ရှိသွားပါတယ်စုတွေကတကယ်ပစ္စည်းအစ်စ်တွေဖြစ်ပြီးဘာအန္တရာယ်မှမရှိပါဘူးအရှုံးသမားအတားအဆီးတွေကိုမဖြတ်ကျော်နိုင်ပဲရှုံးနိမ့်သွားသူတွေဒါမှမဟုတ်တေဆုံးသွားသူတွေကိုတော့အပြင်လောကမှာဘယ်တော့မှပြန်မတွေ့ရတော့ပါဘူးသူတို့ဘယ်ရောက်သွားလဲဆိုတာကို GPS နဲ့ခြေရာခံဖို့ကြိုးစားခဲ့ပေမဲ့ဂိမ်းပြီးတာနဲ့ဗီဒီယိုလိုင်းတွေအကုန်ပြတ်တောက်သွားလေရှိပါတယ်ဂိမ်းတစ်ခုပြီးသွားတိုင်းစတူဒီယိုအပြင်ဘက်ကစာတိုက်ပုံထဲမှာအဲ့ဒီဂိမ်းတစ်ခုလုံးကိုရိုက်ကူးထားတဲ့ VHS ဗီဒီယိုခွေဒါမှမဟုတ် DVD အခွေတစ်ခွေအလိုအလျောက်ပေါ်လာတတ်ပါတယ်ပြိုင်ပွဲဝင်တွေကအထဲမှာကင်မရာတစ်လုံးမှမတွေ့ခဲ့ရဘူးလို့ပြောပေမဲ့ဗီဒီယိုထဲမှာတော့ပရိသတ်တွေကဝိုင်းဝန်းအားပေးနေကြတာကိုထင်ထင်ရှားရှားမြင်တွေ့ရပါတယ်ဒီစတူဒီယိုကြီးကိုတခြားနေရာကိုရွှေ့ပြောင်းလို့မရတဲ့အတွက်ဖောင်ဒေးရှင်းက Euclid အဆင့်သတ်မှတ်ထားပါတယ်ဒီနေရာကိုလူတွေမသိစေဖို့အတွက်ပတ်ပတ်လည်မှာပုံစံတူစတူဒီယို9ခုကိုထပ်မံဆောက်လုပ်ပြီးလုံခြုံရေးအပြည့်ချထားပါတယ်အဆောင်တပ်ဖွဲ့ဝင်တွေကိုတောင်ဘယ်အဆောက်အအုံကအစ်စ်လဲဆိုတာပြောမပြထားပါဘူးလက်ရှိမှာတော့သူတေသနာပြုလုပ်ဖို့အတွက်ဒီ class ဝန်ထမ်းတွေကိုသာပြိုင်ပွဲဝင်အဖြစ်ထည့်သွင်းစမ်းသပ်နေပြီးအကယ်၍ထိမ့်သိမ်းမှုပေါက်ကြားသွားပါကတဆောက်အအုံလုံးကိုမိုင်းခွဲဖျက်ဆီးပစ်ဖို့စီစဉ်ထားပါတယ်Goshi Channel ကို Subscribe လုပ်ထားပြီးနောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတဲ့ SCP မှတ်တမ်းတွေကိုဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးအားလုံးပဲဘေးကင်းကြပါစေ